နိုင်ငံကပေနန်းတော်ချာချာဝတ်ကိုရရှိသွားတဲ့အလာမေကတော့ပတ်သက်ရန်စိတ်မကောင်းဘူးပေါ့နော်မျော်မှန်းထားတဲ့အတိုင်းရန်မလုပ်ပေးနိုင်ခဲ့တာတကြောင်ပြီးတော့ရန်ပြင်ဆင်ချိန်လေးအားနည်းနေတာတကြောင်ကြောင့်မလို့မျော်လင့်ထားသလိုတော့ဖြစ်မလာခဲ့ဘူးအဲ့အတွက်ကြောင့်မလို့စိတ်မကောင်းမဖြစ်ကြနဲ့ပေါ့နော်ရန်ဒီကနေပြီးတော့ပဲအနည်းမျိုးတောင်းပန်ပါတယ်ဖန်တွေကငိုနေကြရပေါ့နော်ဒါပေမဲ့ရန် beauty ကိုစင်ပေါ်မှာကြည့်ခွင့်ရတဲ့တက်နေပါပြီအတင်းထားပါရန်က strong ဖြစ်ပါတယ်ပြီးတော့အားနည်းချက်တွေကအားသာချက်ဖြစ်ပြောင်းလဲပြီးတော့ပြန်လာခဲ့ပါမယ်ကိုချစ်ကြတဲ့ fan တွေကတော့ဒါကိုချစ်တဲ့လူဝင်လာရစီချင်ကြတာပဲလေဒါပေမဲ့ကိုထက်တာရဲ့အားသာချက်တွေရှိလို့လေဒိုင်နေမြင်လို့ပေါ့နော်ဒါအကောင်းဆုံးရွေးချယ်သွားတာပေါ့ဘာဖြစ်ဖြစ်မြန်မာနိုင်ငံကိုဂုဏ်ဆောင်နိုင်မဲ့ဝင်းနာတယောက်ဒါ Miss Universe မြန်မာတယောက်ဖြစ်လာမှာလေအဲ့အတွက်ကြောင့်မလို့ရန်ကုန်ယူတယ်မြန်မာနိုင်ငံအတွက်ဂုဏ်ဆောင်နိုင်မယ်လို့လည်းရန်မျှော်လင့်ပါတယ်ရန်ရင်ခုန်နေ state ပေါ်တက်ခဲ့ရပါတော့ဒါပေမဲ့အခုဝင်လာရတော့မမြတ်ကိုလည်း congratulation ပါလို့အရန်ပျော်ရပေါ့နော်ရန် fan တွေရောဒီလောက်ချစ်မယ်လို့လည်းမထင်ထားဘူးပွဲကိုဒီလောက်ထိအများကြီးလာမယ်လို့လည်းရန်မမျှော်လင့်ထားဘူးတချို့ဆိုမန်လေးကနေလာတဲ့ fan တွေရှိရဲတချို့ဆိုပသိမ်ကနေဆင်းလာတဲ့ fan တွေရှိရဲပေါ့နော်အများကြီးပဲရန်ကိုအားပေးကြရဲသူတို့ရဲ့အားပေးတဲ့အနေနဲ့ရန်လည်းအားရင်နေကြခဲ့ရပေါ့နော်အဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်လိုအပ်ချက်တွေပြင်ဆင်ရမယ်လို့လည်းရန်မြင်နေပေါ့နော်ပြီးတဲ့အခါမှာထပ်ပြီးတော့ကြိုးစားရမယ်လို့လည်းရန်ကိုရန်ပြန်ပြီးသုံးသပ်ပါတယ်လဲချော်မှုဆိုတာထပ်ပေါ့နော်ရန်ကိုရန်အဲ့လိုမျိုးပြန်မသုံးသပ်ဘူးရန်အကောင်းဆုံးတော့ကြိုးစားရဲအဲ့အတွက်ကြောင့်မို့ထိုက်တန်တဲ့နေရာတစ်ခုကိုရခဲ့ရလို့လည်းရန်မြင်ပါတယ်ကိုချစ်ကြတဲ့ fan တွေကတော့ဒါကိုချစ်တဲ့လူဝင်လာရစီချင်ကြတာပဲလေဒါပေမဲ့ကိုထက်တာရဲ့အားသာချက်တွေရှိလို့လည်းဒိုင်နေမြင်လို့ပေါ့နော်ဒါအကောင်းဆုံးရွေးချယ်သွားတာပေါ့ဘာဖြစ်ဖြစ်မြန်မာနိုင်ငံကိုဂုဏ်ဆောင်နိုင်မဲ့ဝင်းနာတယောက်ဒါ Miss Universe မြန်မာတယောက်ဖြစ်လာမှာလေအဲ့အတွက်ကြောင့်မလို့ရန်ကုန်ယူတယ်မြန်မာနိုင်ငံအတွက်ဂုဏ်ဆောင်နိုင်မယ်လို့လည်းရန်မျှော်လင့်ပါတယ်ရန်စိတ်မကောင်းဘူးပေါ့နော်မျှော်မှန်းထားတဲ့အတိုင်းရန်မလုပ်ပေးနိုင်ခဲ့တာတကြောင်ပြီးတော့ရန်ပြင်ဆင်ချိန်လေးအားနည်းနေတာတကြောင်ကြောင့်မလို့မျှော်လင့်ထားသလိုတော့ဖြစ်မလာခဲ့ဘူးအဲ့အတွက်ကြောင့်မလို့စိတ်မကောင်းမဖြစ်ကြနဲ့ပေါ့နော်ရန်ဒီကနေပြီးတော့ပဲအနည်းမျိုးတောင်းပန်ပါတယ် fan တွေကငိုနေကြရပေါ့နော်ဒါပေမဲ့အတင်းထားပါရန်က strong ဖြစ်ပါတယ်ပြီးတော့အားနည်းချက်တွေကအားသာချက်ဖြစ်ပြောင်းလဲပြီးတော့ပြန်လာခဲ့ပါမယ်။ Free မှာတော့ရန်ကဒီစင်မော်မတက်ခင်ကချော်လဲထားတာပေါ့နော်ကိုလည်းရောက်ကန်ဒီမှာကံကောင်းစွာနဲ့ချော်လဲထားတော့ကိုလည်းရောက်တော့ထပြေးရတယ်။ပြေးရတော့နည်းနည်းဝရုံသုံးကားဖြစ်သွားတဲ့အတွက်လောတာလေးဖြစ်သွားတယ်။အဲ့အတွက်ကြောင့်မလို့ဒီ swimsuit round မှာ cover ဘိုင်းကိုဒါအားနည်းတယ်လို့ပြောကြရပေါ့။ဒါပေမဲ့ဒီနေ့မှာအကောင်းဆုံးချက်ပြန်ပြီးတော့ချပြနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူရဲ round တိုင်းမှာရန်ဂုဏ်ယူရဲ performance တိုင်းကိုလည်းရန်ဂုဏ်ယူပါတယ်။အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက်လေ။ပြောတော့မပြောတတ်ဘူးပေါ့နော်။ဒါရန်ပြင်ဆင်နေလို့ရတဲ့အတွက်ပြင်ဆင်လို့အားရတဲ့ခါကျရင်တော့ maybe ဖြစ်နိုင်ပါတယ်ခက်ခဲရတော့အများကြီးပဲပေါ့နော်ဒီတိုင်မဲတစ်ခုမှာဆိုလို့ရှိရင်ရှင်ပြိုင်မှုတွေကရှိကြရတယ်ပြီးလို့ရှိရင်အခက်ခဲတွေလည်းရှိကြမှာပေါ့နော်အခက်ခဲတိုင်းဟိုတော့အပြုံးနဲ့ပဲရှိဆက်တာပဲကောင်းပါတယ်ဟုတ်ငိုကြပါနဲ့ပြီးတော့ရန်ကိုချစ်ပေးကြရတဲ့အတွက်လည်းရန်အများကြီးကျေးဇူးတင်တယ်ပေါ့နော်ဒါပဲနေရန် beauty ကိုစင်ပေါ်မှာကြည့်ခွင့်ရတဲ့တက်နေပါပြီရန်ကိုချစ်ပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းအောင်ရန်ကျေးဇူးတင်တယ်ပြီးတော့ဒီလိုမျိုးပွဲမှာကိုယ်တိုင်ကိုကြလာအားပေးရတဲ့အတွက်လည်းရန်အများကြီးကျေးဇူးတင်တယ်ပေါ့နော်ရန် fan တွေရဲ့အားပေးစကားတွေကြောင့်မို့ရန်အားအိမ်နေရှိရဲဒီလိုရန်မျက်ရည်မကျခဲ့ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့ fan တွေလည်းမျက်ရည်မကျစေချင်ဘူးပြီးတော့မဝမ်းမနေပါနဲ့ရန်အကောင်းဆုံးကြိုးစားပြီးပြန်လာမယ်ဆိုတာယုံကြည်ပေးပါအဲ့တော့ကြောင့်မလို့မျှော်လင့်ချက်ရှိသေးရပေါ့နော်